အဲ့တော့နှလုံးသွင်းတယ်ဆိုတာတရားအထုတ်တာပဲဘုန်းကြီးတို့တွေဟာနှလုံးသွင်းမှုအရေးကြီးတယ်နှလုံးသွင်းတယ်ဆိုတာစိတ်ထဲကိုထည့်တာကိုပြောတာစိတ်ထဲမှာတွေးတာကိုပြောတာစိတ်နဲ့ရှုမြင်သုံးသပ်တာဒီလိုဆိုလို့တာနော်အဲ့တော့လူတိုင်းဟာနှလုံးသွင်းတရားဆိုတာရှိရလုံရင်ကြရင်လည်းပဲနှလုံးသွင်းတယ်သွားရင်လာရင်လည်းနှလုံးသွင်းတယ်စားရင်တောက်ရင်လည်းနှလုံးသွင်းတယ်အလုံးကနှလုံးသွင်းလို့ရတယ်ဒါကြောင့်မို့ဝိပဿနာတရားဆိုတာအချိန်မရွေးနှလုံးသွင်းလို့ရတဲ့တရားတဲ့ကားနဲ့ကားမောင်းသွားရင်လည်းနှလုံးသွင်းလို့ရတယ်ထမင်းစားရင်လည်းနှလုံးသွင်းလို့ရတယ်အလုပ်အကင်လုပ်ရင်လည်းနှလုံးသွင်းလို့ရတယ်အေးတချို့ကထင်ကောင်းထင်လိမ့်မယ်ဒီလိုနှလုံးသွင်းလို့မထိရောက်ဘူးလို့မဟုတ်ဘူးဒီနှလုံးသွင်းမှုဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကထေရိကာဆိုတဲ့အမျိုးသမီးလေးတယောက်ဘုရားကျောင်းတော်သွားတရားနာအိမ်ပြန်တဲ့အခါထမင်းချက်တယ်နှလုံးသွင်းတယ်သူထမင်းချက်ရင်ဟင်းရွက်စိမ့်စိမ့်တွေကိုရေနဲ့တန့်စင်အောင်ဆေးပြီးတော့ဟင်းရွက်တွေကိုကြောတာဒဲအိုးရဲထည့်လိုက်တာမထည့်ခင်ကလန်းလန်းဆန်းဆန်းရှိတဲ့ဟင်းရွက်တွေဟာဒဲအိုးရဲလည်းရောက်သွားရောညှိုးသွားတာအဲ့ဒါကိုသူကနှလုံးသွင်းလိုက်တာဘယ်လိုနှလုံးသွင်းတော့ဆိုခုနတုန်းကလန်းဆန်းနေတဲ့တည့်ရွက်တွေအခုကညှိုးပြီးတော့အယောင်တွေလည်းပြောင်းသွားပါလားဘယ်အရာမှမမြဲပါလားငါခန္ဓာကိုယ်ကြီးဟာလည်းဒီလိုပါပဲလားလို့သဘောပေါက်သွားဒါအဲ့ဒါဟင်းရွက်ကြော်ရင်ထမင်းချက်ရင်ဟင်းချက်ရင်ရှုတဲ့ဝိပဿနာပဲပေါ့အဲ့ဒါလို့ရှုရင်းကနေပြီးတော့တမာတိစွမ်းအားတွေတက်လို့ဉာဏ်စွမ်းအားတွေထက်မြက်လာတဲ့အခါမှာ तू ကအနာဂံအဆင့်ထိအောင်ကိုရောက်သွားတာပဲဟင်းရွက်ကြော်ရင်အနာဂံဖြစ်သွားအကယ်၍သာမစင်စားပဲနေလို့ရှိရင်ဘယ်လိုဖြစ်အဲ့တော့မစင်စားတဲ့လူကတော့ဒီလိုသိမှာမဟုတ်ဘူးဟင်းရွက်ကြော်လိုက်တယ်ဘာနဲ့စားမယ်ညာနဲ့စားမယ်ဒါပဲတွေးတယ်ဆိုတော့လောဘနဲ့ပဲတွေးနေမှာပဲလေအခုကတော့ဟင်းရွက်ကြော်တဲ့ထဲမှာမြည်ကြည့်လိုက်တဲ့ဟင်းညုံမုံနေနဲနေသေးတယ်ထပ်ထဲ့တယ်မချိုသေးဘူးဆိုပြီးတော့ကြက်သားထည့်လိုက်အောင်မယ်စားကောင်းလုံးမယ်ဆိုတဲ့အတွေးတွေနဲ့တွေးပြီးတော့လုံးမယ်ဆိုရင်တော့ဝိပဿနာမဖြစ်ဘူးပေါ့နော်စားတဲ့အခါမှာလည်းပဲထို့တူပဲစားရင်လဲစားလိုက်တဲ့ဟင်းဟာရှားပေါ်ရောက်သွားတဲ့အခါမှာရတနဲ့ရှားနဲ့တွဲဆုံလို့ကောင်းတယ်မကောင်းဘူးဆိုတဲ့အရသာကိုသိတဲ့စိတ်ပေါ်တာပါလားဒီအရသာကိုသိတဲ့စိတ်လေးဟာဖြစ်ပြီးရင်ချက်ချင်းပြတ်သွားတာပါလားလို့ထမင်းစားရင်လည်းဒီလိုဝိပဿနာရှုလို့ရတာပဲပေါ့အဲ့ဒါဟာနေ့စဉ်နဲ့အမျှကိုတွားရင်ဝိပဿနာရှုသွားတဲ့သဘောပဲကားနဲ့မောင်းသွားလို့ရှိရင်လည်းကြည့်လမ်းကြောင်းတွေပတ်ဝန်းကျင်ကပထမမြင်လိုက်တဲ့မြင်ကွင်းဟာကြမ်းကြမ်းပြီးတော့နေတယ်ပျောက်သွားတယ်မြင်ကွင်းအသစ်တွေရောက်လာတယ်ဘယ်အရာမှမမြဲပါလားဆိုတာကိုနှလုံးသွင်းလိုက်လို့ရှိရင်ကားကြီးဟာရှေ့ကိုပြေးနေတယ်လို့ပဲငါတို့ရဲ့ဘဝဟာလည်းပဲသိချင်းတရားဘက်ကိုပြေးနေတာပါလားလို့ဒီလိုနှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်မဲ့ဖို့ရဖို့အတွက်အများကြီးအထောက်အကူဖြစ်တာပေါ့အဲ့ဒါလို့ဒါကိုတရားမထင်ပဲနဲ့မလုပ်ဖဲနေမယ်ဆိုလို့ရှိရင်ဒီအဆင့်တောင်မရောက်ဘူးဆိုရင်ထိတဲ့မြင့်တဲ့အဆင့်ဘယ်လိုလုပ်ရောက်မရောက်နိုင်ဘူးပေါ့ဒါကြောင့်မို့ဒီလိုအဆင့်ကစအောင်တချို့ကပြောကောင်းပြောလိုက်ပဲဒါတရားမဟုတ်ဘူးလို့ဒါတရားအစစ်ပါအမှန်တိုင်းကိုသိတဲ့ဒါတရားအစစ်ထူးခြားတဲ့အစစ်မြင့်တဲ့မဲ့ဖို့နိဗ္ဗာန်မရောက်သေးခင်ဒီလိုရှုမြင်သုံးသပ်မှုဟာယထာဘူတဉာဏတတနာမှန်မှန်ကန်ကန်ရှုမြင်တယ်လို့ပဲဒီလိုမှတ်သားရတယ်ပေါ့